မင်္ဂလာပါရှင်ဇန်နဝါရီလ18ရက်စနေနေ့အတွက်ရှေးရန်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမှာကတော့ဗိုလ်တထောင်ဖျားဖွင့်လှစ်ချိန်တနာရီတိုးမြင့်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရန်ကုန်မြို့ရှိဗိုလ်တထောင်ကြိုက်တေးအဆန်တော်ဦးစေတော်မြတ်ကြီးရဲ့စေတီဖွင့်လှစ်ချိန်ကိုတနာရီထပ်မံတိုးမြင့်ဖွင့်လှစ်ထားတယ်လို့ဗိုလ်တထောင်စေတော်ဂောပကဖွဲ့ကအသိပေးထုတ်ပြန်ပါတယ်အရှင်ကပြည်ရင်းပြည်ပဖျားဖို့ပြည်သူတွေဖျားလာရောက်ဖူးမြော်တဲ့အချိန်ကိုမနက်9:00နာရီကနေည8:00နာရီအချိန်ထိဖူးမြော်နိုင်စေဖို့စီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။လာမယ့်ဇန်နဝါရီ20ရက်အင်္ဂါနေ့ကစပြီးဖျားဖူးမြော်ချိန်ကိုတနာရီထပ်မံတိုးမြင့်ဖွင့်လှစ်လိုက်တဲ့အတွက်ည9:00နာရီအထိဖျားဖူးမြော်နိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ပြည်ပသို့တင်ပို့နေတဲ့မြမဖျေသီးဈေးကွက်သည်ဈေးနှုန်းကျဆင်းနေတဲ့သတင်းဖြစ်ပါတယ်။ပြည်ပသို့တင်ပို့နေတဲ့မြမဖျေသီးဈေးကွက်ဟာဈေးနှုန်းကျဆင်းနေတယ်လို့သိရပါတယ်။တရုတ်နိုင်ငံတွင်ရာသီဥတုအေးအေးပိုနေခြင်းဝယ်ယူစားသုံးမှုနှုန်းလျော့ကျခြင်းနဲ့လာအိုနိုင်ငံမှဖျေသီးများဈေးကွက်တွင်အဝင်များနေခြင်းတို့ကြောင့်အခုလိုဈေးကျဆင်းလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိတွင်ဖျေသီးတစ်စီးလျှင်ရွှန်3000မှ4000အထိပေါက်ဈေးရှိပြီးအရေးသွေးအထူးကောက်မှမှသာရွှန်9000ထက်ရရှိနိုင်တာကြောင့်အရေးသွေးကောင်းတဲ့အသီးများကိုသာရွေးချယ်တင်ပို့ရန်တိုက်တွန်းထားပါတယ်။သွေးအားစုနှင့်လမ်းစိတ်ကြီးမြင့်မှုများကြောင့်လည်းတောင်သူများအနေဖြင့်ဈေးကွက်အခြေအနေကိုစောင့်ကြည့်ကာဈေးမရပါကခုဆွမှုကိုဆိုင်းငံ့ထားရန်ဒါမှမဟုတ်ပြည်ရင်းဈေးကွက်သို့သာအားထားရောင်းချရန်ကျွမ်းကျင်သူများကအကြံပြုထားကြောင်းလည်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့နိုင်ငံအတွင်းရှိအစိုးရကျောင်းများကိုစံချိန်မီတဲ့ကျောင်းများဖြစ်လာစေရန်မဖြစ်မနေအဆင့်မြင့်တင်ပေးသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံအတွင်းရှိအစိုးရကျောင်းများကိုစံချိန်မီတဲ့ကျောင်းများဖြစ်လာစေရန်မဖြစ်မနေအဆင့်မြင့်တင်ပေးသွားမှာဖြစ်ကြောင်းပညာရေးနှင့်ကျန်းမာရေးကဏ္ဍမြင့်တင်ရေးညှိနှိုင်းအစည်းအဝေးတွင်ပြောကြားခဲ့တယ်လို့သိရပါတယ်။နိုင်ငံဝန်ထမ်းမိသားစုများနဲ့တာမန်ဝင်ငွေရှိသူများရဲ့သားသမီးများအထူးထားပညာသင်ကြားနေတဲ့အစိုးရကျောင်းများရဲ့အရေးသွေးကိုမြင့်တင်ရန်လိုအပ်တဲ့ကဲ့သို့သင်ကြားရေးပိုင်းတွင်လည်းအရေးချင်းရှိတဲ့ဆရာဆရာမများပေါ်ထွက်လာစေရန်ဘွဲလွန်သင်တန်းများပေးရနိုင်ရေးအလေးထားဆောင်ရွက်မှာဖြစ်ပါတယ်။ဒါအပြင်ဆရာအတက်သင်ကျောင်းများနဲ့ပညာရေးဒီဂရီကောလိပ်များကိုလည်းတက္ကသိုလ်အဆင့်သို့မြင့်တင်သွားရန်လိုအပ်ပြီးသင်ကြားရေးဝန်ထမ်းလိုအပ်ချက်များကိုလည်းဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ပြည်လမ်းပေါ်မှာကားမိလောင်မှုဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်9ရပ်ကွက်ပြည်လမ်းပေါ်မှာဇန်နဝါရီ16ရက်မနက်7:36မိနစ်အချိန်လောက်ကကားမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မိလောင်မှုဖြစ်ပွားရာနေရာကိုမရမ်းကုန်းမြို့နယ်မိသက်စခန်းကမိငိမ့်သက်ရင်တစီနဲ့တွားရောက်ငိမ့်သက်ခဲ့ရာမနက်7:48မိနစ်အချိန်မှာမိထိန်နိုင်ခဲ့ပြီးမနက်7:50မိနစ်မှာမိငိမ့်သွားတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကမာကြီးလမ်းမပေါ်တွင်ဖျားပွဲတော်နဲ့ပွဲစည်းတန်းကြီးစီကားလျက်ရှိတဲ့သတင်းဖြစ်ပါတယ်။တင်ငန်းချုံမြို့နယ်ကမာကြီးလမ်းမပေါ်တွင်ဖျားပွဲတော်နှင့်တူတွဲဖက်၍ပွဲစည်းတန်းကြီးကိုစီကားတိုက်မြိုက်စွာကျင်းပလျက်ရှိတယ်လို့သိရပါတယ်။အဆိုပါပွဲစည်းတန်းတွင်ဒေသထွက်စားတောက်ကုန်များလူသုံးကုန်ပစ္စည်းများနှင့်ကလေးကစားကွင်းများပါဝင်ပြီးညနေပိုင်းနှင့်ညှိဦးပိုင်းချိန်များတွင်လာရောက်လေပတ်သူပြည်သူများဖြင့်အထူးစီကားလျက်ရှိပါတယ်။ပွဲစည်းတန်းကြောင့်ကမာကြီးလမ်းတစ်လျှောက်ရင်ကျော်ပိတ်ဆို့မှုအချို့ရှိနိုင်တော့လေဒေသခံများနှင့်ခရီးသွားပြည်သူများအတွက်ပျော်ပွဲရှင်ပွဲနှင့်ဈေးဝယ်ထွက်ရာနေရာတစ်ခုဖြစ်လူစိတ်ဝင်စားမှုများပြားလျက်ရှိရလို့လည်းသိရပါတယ်ရှင်။